စီညနေလဲစောင်းလာသူတို့ဘက်ကလည်းမဆက်သွယ်လာသေးဘူးဘယ်လိုလုပ်ကြ လက်တနိုင်မျိုးကွာညနေမှာသူတို့ကမဆက်သွယ်ဘူးဆိုလို့ရှိရင်လက်ဖက်ကကြာပြီတော့ငါတို့နီးငါတို့ဟာနဲ့သူတို့ဆက်သွယ်ရမှာပေါ့ဟာဖုန်းလာပြီဟယ်လို ဟယ်လိုခုနကကျွန်တော်သမီးနဲ့ကျွန်တော်မိန်းမကိုပြန်ပေးဆွဲထားသူလား ဟုတ်တယ် အဲ့ဒါဆိုကျွန်တော်ပွင့်နေပြောနေတာကျွန်တော်ခင်ဗျားတို့တောင်းတဲ့3,500လဲကျွန်တော်မပေးနိုင်အဲ့တော့ခင်ဗျားတို့ကြိုက်တာလို့ဒါပဲ ပြဘယ်လိုလုပ်ကြမလဲဖုန်းချသွားပြီ ဟမ်အဲ့လိုပဲလုပ်လိုက်ပါအစီရဲ့ ဘာလို့အဲ့လိုပဲလုပ်ရမှာလဲ မသိဘူးလေအစီကဘာပြောရလဲ ကိုကမရွေးနိုင်ဘူးတဲ့ ဩအစီရဲ့မရွေးနိုင်အဆုံးပေါ့ မရွေးနိုင်အစိုးဆိုတာအဲ့သားမရပေါက်စားပစ္စည်းမှမဟုတ်တာ ဟောဟိုသားမိပြောလား ဟုတ်တယ် အဲ့ဒါပြောပါရအစီအောင်3,500များပါတယ်လို့အစီကလည်း အဲ့ဆိုဘယ်လိုဆက်လုပ်ကြမလဲ အစီဒီလိုလုပ်ရရပလက်ကသာရောင်းစားပလိုက်တော့ ရပလက်ကိုရောက်စားအောင်ငါမှအဆက်သွယ်မှမရှိတာတော့ကြလူကုန်ကူးမှုနဲ့ဈေးအောင်နေပါဦး အစီအဲ့ဆိုလည်းမသိတော့ဘူးအစီရဲ့ တိတ်ညစ်ပါကွာပတ်စံမရှိလို့ပြန်ပေးဆွဲပါဆိုမှဟိုသားအမိကငါတို့အိမ်မှာတောက်တင်မဲ့ဂိမ်းဆိုင်ဘယ်လိုလုပ်ကြမလဲ မသိဘူးလေအစီရဲ့ မထူးတော့ဘူးကွာပတ်စံပြန်ရမယ်တူတူအဖွားယူတော့ပြန်လွှတ်လိုက်သူ့သမီးကိုတော့ဘာညာဘာညာငါခန်းနဲ့ထည့်ထားလိုက်ငါလည်းကွာရဲစစ်တင်လိုက်ဘူးမင်းတော့ပေါ်ပေါက်တယ်မလား ဟာအစီယာသဘောပေါက်ပြီဗျာသဘောပေါက်ပြီအစီတပည့်အဆောက်ထိုးမလွဲမသွေဆောင်ရက်ထားမယ်အစီတွေ ဟာစော်တို့ ဗျာ မင်းဘယ်လိုလုပ်လိုက်တာလဲ ဟမ်အစီမဲမှာထားလေကောင်မလေးကိုပြန်လွတ်လိုက်တဲ့အဖွားကြီးကိုအစီခံနဲ့ထည့်တာဆိုရဲစင်းအောင်တင်လိုက်အောင်မယ်ဆို စော်တို့မင်းလောက်လိုက်ရင်အမြဲတမ်းစောက်ထိုးပြီးပဲတခုမှတဲ့တယ်ဆိုတာမရှိဘူးမင်းကငါပြောလာတာကအဖွားကြီးကိုပြန်လွတ်လိုက်ကောင်မလေးကိုငါကန်းနဲ့ထည့်လိုက်လို့ပြောတာ ဟောအဲ့လိုပြောတာလားဟာလွဲပြန်ပြီကွာဒီကလည်းတောင်းပန်ပါတယ်အစီရဲ့နောက်မဖြစ်စေရပါ ဘာ ဘူး ဝဲပါလဲမလုံးနဲ့မင်းလေးစားမင်းကောက် အစီမလာနဲ့အမလေးအစီကလာလေအစီမလာနဲ့